ဒီနေ့တစ်သလုံးကြော်ကိုခရမ်းချင်သည့်အနှစ်လေးနဲ့ပြန်ချက်တယ်ပြီးရင်းကြီးဟင်းကြိုပြီးတော့ငရုတ်သီးစီစန်းကိုတမယသီးလေးနဲ့တိုးစားပါတယ်ရှင်တစ်သလုံးကြော်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းတွေကတော့ဒီမှာကြက်ကြိတ်တာပြီးတော့ပဲငမြရေးအပြည့်ခရူးစီ seasoning sauce ပြီးတော့စားချုံမုံငရုတ်ကောင်းဂျင်းချက်သွန်ပြူ times နည်းနည်းထည့်တယ်ဒါကော်မုံမှာပြီးတော့ကြက်ဥလေးတစ်လုံးထည့်ပါတယ်အကုန်ရောနေပြီးတော့ကြော်ပါမယ်ကြော်မယ်ပေါ့ရှင်ကြော်ပြီးတော့ခရမ်းချင်သီးရဲ့ကြက်သွန်နီရဲ့ပါပြန်ချက်ဖို့ဒါလေးကကျွန်မသုံးတဲ့ရင်းနှီးပါရင်းနှီးဟင်းကြိုအတွက်ပါသူကဒီလိုအဝိုင်းပေါ့နော်အဲ့ဟာကိုမှကျွန်မ၄ပုံတစ်ပုံပဲယူတယ်ကက်ကြီးလေးနဲ့ညှစ်လိုက်တယ်ပြီးတော့အဲ့ဒါလေးကိုရေးစိမ်ထားပါတယ်ရှင်ပြီးတော့လိုအပ်တဲ့ပစ္စည်းတွေကတော့မုံညင်းတုံးဒီရင်းနှီးရဲ့ပစုံကြောက်နည်းနည်းရဲ့ပါနော်ဒါကကျွန်မနောက်ဆုံးနှမ်းစီနည်းနည်းထည့်ရဒါကျွန်မသုံးတဲ့နှမ်းစီပါဒါလေးကကြက်သွန်ဖြူရဲ့ပစုံကြောက်လေးရဲ့အရင်ဆုံးရှိတတ်ပါမယ်ရှင်ပြီးတော့မုံညင်းတုံးထည့်မယ်ရင်းနှီးထည့်မယ်နှမ်းစီလေးခတ်မယ်ဒါပါပဲရှင်အားလုံးပဲကျေးဇူးတင်ပါတယ်